င်လုံးချောဝါဒ perfectionism ကိုကျော်လွှားခြင်း self-esteem အားနည်းသူတွေဟာပြီးပြည့်စုံလိုစိတ်ပြင်းပြတတ်ကြပါတယ်ဒီလိုပြီးပြည့်စုံလိုခြင်းဟာအလိုမကျမှုနဲ့စိုးရိမ်ပူပန်မှုတို့ကိုအတူတကွဖြစ်ပေါ်လာအောင်ကြောက်မက်ဖွယ်ပေါင်းဆက်တွဲဖက်ပေးမှုတစ်ခုဖြစ်ပါတယ် self-esteem အားကောင်းအောင်ပြုလုပ်လိုက်တာနဲ့စင်လုံးချောဝါဒပြီးပြည့်စုံလိုခြင်းကိုကျော်လွှားအောင်မြင်နိုင်မလားလို့မေးခဲ့ရင်ဟုတ်ကဲ့ကျော်လွှားနိုင်ပါလိမ့်မယ်ခင်ဗျာဒါမှမဟုတ်စင်လုံးချောဝါဒအားပြီးပြည့်စုံလိုခြင်းကိုကျော်လွှားအောင်မြင်နိုင်ရင် self-esteem အားကောင်းလာမှာလားလို့မေးရင်ဟုတ်ကဲ့အားကောင်းလာပါလိမ့်မယ်ခင်ဗျာနှစ်ခုစလုံးအတွက်အလုပ်ဖြစ်ပါတယ်ခင်ဗျာစင်လုံးချောဝါဒပြီးပြည့်စုံလိုမှုကိုအောင်မြင်ကျော်လွှားခြင်းအကြောင်းကိုလေ့လာကြည့်လိုက်ရအောင်ဒီတစ်ခေါက်မှာလဲကိုယ်စိတ်ကိုတတိထားခြင်းကအဓိကတော့ချက်ပါကိုဘာတွေကိုလိုချင်တယ်ဘာတွေကိုမလိုချင်ဘူးဆိုတာကိုနားလည်ထားခြင်းဟာစင်လုံးချောဝါဒ perfectionism ကိုကျော်လွှားနိုင်မဲ့နည်းလမ်းတစ်ခုပဲပေါ့လက်တွေ့အမှန်တရားကိုလက်ခံခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုလက်ခံပါဒါတွေကိုလက်ခံဖို့ခက်ခဲတယ်ဆိုတဲ့အချက်ကိုလည်းထပ်ပြီးလက်ခံပါခမားစီမှာတစုံတရာဖြစ်ပျက်ကြုံတွေ့ခဲ့မယ်ဆိုရင်ပြန်ပြင်လို့မရနိုင်တော့တာတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့ဖြစ်ပြီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအတိတ်ပဲဖွင့်ဆိုပုံကိုခမားအနေနဲ့ပြောင်းလဲဖွင့်ဆိုနိုင်ပါတယ်များသောအားဖြင့်ကစဉ်းစားတွေးခေါ်ပုံရှုထောင့်အမြင်နဲ့သက်ဆိုင်တာပါနောင်10နှစ်ကြာသွားတဲ့အခါဒီအကြောင်းအရာကအရေးပါအောင်မှာလားတစ်နှစ်အတွင်းမှာကိုအရေးမပါဖြစ်သွားမလားဒီအတွက်စိုးရိမ်ပူပန်နေရတာစိတ်တိုနေရတာတန်ရဲ့လားပြီးပြည့်စုံလိုခြင်းကိုကျော်လွှားနိုင်ဖို့ရာအားထုတ်ကြိုးပမ်းမှုနဲ့ဂုဏ်ပြုချီးမြှင့်မှုတွေကိုအာရုံစိုက်ပြီးဆောင်ရွက်ပေးရပါမယ်ကြာရှုံးတဲ့အခါအထက်ထက်စ조사ခဲ့ခြင်းအတွက်ကိုဂုဏ်ပြုချီးမြှင့်ပါနောက်ပြောင်ကြည့်စေနေတာမဟုတ်ပါဘူးလေးလာသင်ယူဖို့အတွက်အခြားနည်းလမ်းမရှိဘူးဆိုတာကိုအခုလောက်ဆိုခမားအနေနဲ့လည်းသိလောက်ပါပြီရှုံးနိမ့်ခြင်းတွေကစိတ်ထိခိုက်နာကျင်စေတာမှန်ပေမဲ့တစ်ချိန်ရှုံးနိမ့်ပြီးသွားတိုင်းနာကျင်မှုလျော့သွားတတ်ကြပါတယ်တတိယအချက်ကလက်ခံခြင်းအပြင်ပြီးပြည့်စုံလိုစိတ်ကိုကျော်လွှားတဲ့နည်းလမ်းပါပြင်ပအကြောင်းအရာတွေကိုလက်ခံသလိုမိမိကိုယ်ကိုလက်ခံပါပြီးပြည့်စုံသူတယောက်ဖြစ်နေဖို့မလိုဘူးဆိုတဲ့အချက်ကိုနားလည်ထားပါကျွန်တော်အမှန်အတိုင်းပြောတာပါကျွန်တော်စကားတွေကိုယုံကြည်လို့ရပါတယ်အကြောင်းအရာတွေကိုလက်ခံပြီးလက်တွေ့လှုပ်ဆောင်ပါရင်ဆိုင်ဖြေရှင်းပါအရေးဆုံးဆောင်ရွက်ပါအရေးအကြီးဆုံးနောက်ဆုံးတစ်ချက်ကမိမိရဲ့အားနည်းချက်တွေကိုလက်ခံပြီးပြောင်းလဲတိုးတက်မှုအတွက်လက်နက်တစ်ခုတစ်ပွဲအသုံးချပါဒီပြဿနာဒီဖြစ်ရပ်ကနေဘာပညာတွေရနိုင်မလဲဆိုပြီးကိုအမြဲမေးပါအထက်မှာပြောပြထားတဲ့အကြောင်းအရာတွေကိုဆောင်ရွက်ခြင်းဖြင့်စင်လုံးချောဝါဒကိုကျော်လွှားနိုင်မယ်ဆိုတာကိုခမားသိပါပြီလားထုံးစံအတိုင်းအပြောင်းလဲတွေကအမှုအကျင့်သစ်တွေကိုပြုမှုဆောင်ရွက်ခြင်းနည်းနဲ့ဖြစ်ပေါ်လာတတ်ကြပါတယ်ဥပမာပို့ပြီးတော့အရေးစွန်းခြင်းပေါ့ဒါပေမဲ့အမှုအကျင့်သစ်ကိုစိတ်ကူးနဲ့ပုံဖော်မြင်အောင်မယ်ဆိုရင်လည်းအပြောင်းလဲတွေဖြစ်ပေါ်လာတတ်ပါတယ်ဥပမာအတွေးထဲမှာကိုယ်ပုံရိပ်ကိုပုံဖော်စိတ်ကူးတာမျိုးကိုယ်ပုံရိပ်ကိုမြင်အောင်တာမျိုးနဲ့ထူးချွန်သူတယောက်ဖြစ်ရမယ်လို့တနည်းထန်ချထားပြီးတော့အစွမ်းကိုစ조사သူတယောက်လိုပြုမှုလှုပ်ဆောင်တာမျိုးပေါ့6ပြစ်ကင်းတဲ့လဲစဉ်မဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့်ဥပမာပေါ့စောင်းပါရေးတဲ့အခါမျိုးဒါမှမဟုတ်လုံးချင်းစာအုပ်ရေးခြင်းလိုမျိုးဒါမှမဟုတ်လုပ်ငန်းအသစ်တွေဆက်လိုက်ဖို့မရဲဘူးဆိုရင်အကျန်းရေးခြင်းနီးလန်းကိုသုံးကြည့်ပါအကျန်းရေးတာပဲနောက်မှပြန်ပြီးတော့အချောတက်မယ်လို့စိတ်ထဲမှာသဘောထားလိုက်ပါsoftware ကုမ္ပဏီတွေမှာ1.1.2ငါးစသည်ဖြင့်ဘာရှင်းကိုပြောင်းလဲမြင့်တင်ပြီးထုတ်တယ်လို့ပေါ့အဲ့ဒီလိုပြုလုပ်ခြင်းကြောင့်စိတ်ဖိစီးမှုတွေကိုပယ်ပြောက်စေပြီးလုပ်ရမယ့်အလုပ်ကိုလည်းပြီးမြောက်စေပါလိမ့်မယ်ခမားအနေနဲ့ရန်ဖန်ရန်ခါစိတ်ပြန့်လွင့်ခြင်းကပြဿနာမရှိပါဘူးကျွန်တော်အနေနဲ့ဒီအချက်ကိုလက်ခံပါတယ်တခါတရံမကောင်းတဲ့စိတ်အတွေ့အစိုးမြင်စိတ်တွေပေါ်လာတဲ့အချိန်မှာစိတ်ပြန့်လွင့်နေခြင်းကပိုပြီးတောင်ကောင်းပါသေးတယ်မိမိကိုယ်စမ်းစစ်ခြင်းသို့မဟုတ်ဝေဖန်စမ်းစစ်မှုလွန်ကဲခြင်းကအမြဲတမ်းမှန်တဲ့အဖြေတစ်ခုမဟုတ်ပါဘူးပြေးခြင်းတခြင်းနားထောင်ခြင်းခိတ္တခဏအနားယူခြင်းတွေဆောင်ရွက်လိုက်ပါပြီးမှပြဿနာရဲ့အဖြေကိုပြန်လည်ရှာဖွေပါတခြားသူတွေအပေါ်ဆက်ဆံတယ်လို့မျိုးကိုဆန်ပါဆိုလိုတာကတခြားသူတွေအပေါ်မလုပ်ဖို့ရှောင်ကျဉ်တဲ့အရာမျိုးကိုကိုပေါ်မှာလည်းမလုပ်မိပါစေနဲ့ဒါမှမဟုတ်တူညီတဲ့အခြေအနေမှာကိုမိတ်ဆွေတယောက်ကိုဆက်ဆံတယ်လို့မျိုးမိမိကိုဆက်ဆံပါလို့ပြောရင်ပုံမှတ်ပါလိမ့်မယ်မိတ်ဆွေတယောက်ဆိုးရွားကြရှုံးမှုနဲ့ကြုံကြိုက်ခဲ့ရဆိုရင်ခမားဘလို့လှုပ်ဆောင်ပါလဲ
ဒါမှမဟုတ်သူမကအမှားလုံးမိခဲ့ရင်ရောခမားအနေနဲ့ဘလို့မျိုးလှုပ်ဆောင်မှာပါလဲကိုနဲ့စာရင်သူတို့ကိုအများကြီးပို့ပြီးတက်ညာညာတွေးပေးမယ်ဆိုတာသိကြပါတယ်တခြားသူတွေအပေါ်ပြုမှုဆက်ဆံမဲ့ပုံစံအတိုင်းကိုအပေါ်ပြုမှုဆက်ဆံပြီးအရာရာကိုစတင်ကြည့်လိုက်ပါတခြားသူတွေရဲ့ရှုံးနိမ့်မှုတွေကိုချစ်ခင်ရသူတွေရဲ့ရှုံးနိမ့်မှုတွေကိုလက်ခံပေးသလိုမျိုးပဲကိုယ့်ရဲ့ကြာရှုံးမှုတွေကိုလည်းလက်ခံပေးပါပြီးတော့နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတစ်ဖက်သားအပေါ်မှာသာမဟုတ်ပဲကိုပေါ်မှာလည်းဂရုဏာတရားထားပေးပါနောက်တစ်ခါခမားစိတ်ထဲမှာပြည့်စုံလို့စိတ်ဖြစ်ပေါ်လာတာကိုသတိထားမိတဲ့အခါအပေါ်မှာပြောပြခဲ့တဲ့နီလန်းတွေကိုအသုံးပြုကြည့်ပါပြီးတော့ထုံစံအတိုင်းပဲကိုအတွက်အချိန်ပေးပါကိုယ့်ရဲ့စိတ်ကိုပြန်လည်လေ့ကျင့်ပေးပါတခြားသူတွေကဘလို့ပဲပြောနေပါစေဒါမှမဟုတ်ကိုယ့်စိတ်ထဲကဘလို့တွေပဲတွေးနေမိပါစေလေ့ကျင့်မှုနဲ့သာသက်ဆိုင်ပါတယ်အလေ့ကျင့်ကသက်သေပြသွားပါလိမ့်မယ်အခုဖတ်ပြပေးသွားတာကတော့ကိုချစ်နံပါတ်1စာအုပ်ထဲကအပိုင်း2ရဲ့နံပါတ်5ပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းထပ်ပြီးတင်ပေးဦးမှာမို့လို့ like and follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်။